မင်္ဂလာပါဒီတစ်ခါတော့ area formula derivation of a parallelogram အကြောင်းကိုဆွေးနွေးချင်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ parallelogram လို့ပြောလို့ရှိရင်တော့သူ့ရဲ့အနာတွေကတော့ပြိုင်ကြတယ်ပေါ့နော်ဆိုတော့မျက်နှာချင်းဆိုင်အနာတွေပြိုင်ကြတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံး parallelogram ရဲ့ဒီ shape လေးကိုကျွန်တော်တို့ transform လုပ်မယ်ပေါ့နော် transform လုပ်မဲ့အခါမှာပထမဆုံးဒီအပိုင်းလေးကိုကျွန်တော်တို့ဒီလိုမျိုးဖြတ်ထုတ်လိုက်မယ်ဖြတ်ထုတ်ပြီးတော့မှဘယ်ကိုပို့မလဲဆိုတော့ဒီဘက် channel လေးကိုပို့လိုက်မယ်ပေါ့နော်ဒါဆိုရင်ဘယ်လိုပုံလေးထွက်လာမလဲဆိုတော့ဒီလိုပုံလေးထွက်လာပါမယ်ဒီလိုပုံလေးထွက်လာပြီဆိုရင်တော့ကျွန်တော်တို့ဘာနဲ့တူသွားပြီလဲဆိုတော့ဒါက rectangle နဲ့တူသွားပြီပေါ့နော် rectangle နဲ့တူသွားပြီဒါဆိုရင်ပထမဆုံးကျွန်တော်တို့သူ့ရဲ့ဒီအလျားလေးကိုကျွန်တော်တို့ကbaseline အနေနဲ့ထားလိုက်မယ်ပေါ့နော် baseline အနေနဲ့ထားလိုက်မယ်ဒါလေးကတော့ဘာဖြစ်လာမလဲဆိုတော့ height ပေါ့နော် height လေးဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့တည်တဲ့ area of a rectangle ကြတော့ကျွန်တော်တို့ကအလျားမြောက်အနံပေါ့နော်အလျားမြောက်အနံဆိုတော့ဒီနားလေးမှာဘာဖြစ်မလဲဆိုတော့အလျားက baseline ဖြစ်မယ်ဖြစ်ပြီးတော့မှအနံကကြတော့ height ဖြစ်နေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ area of a parallelogram လေးပဲအတူတူဖြစ်သွားပြီသူက b နဲ့ h ပေါ့နော်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့parallelogram ရဲ့ area ရှာတဲ့ဟာလေးရသွားပြီပေါ့နော်ဒါပေမဲ့ဒီညမှာတစ်ခုသတိထားရမှာကတော့ကျွန်တော်တို့များသောအားဖြင့် parallelogram မှာ height ကိုပေးထားလိမ့်မရှိဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုရှာကြရလဲဆိုတော့ဒီတောင်းလေးကိုသုံးပြီးတော့မှရှာတယ်ပေါ့နော်ဒီတောင်းလေးကိုသုံးပြီးတော့မှ sin trigo ratio နဲ့ရှာတယ်ပေါ့နော်ဆိုတော့ sin theta ပေါ့နော်ဒါလေးကို theta လို့ပေးလိုက်မယ်ဆိုရင် sin theta is equal to opposite ကိုတည်ပြီးတော့မှhypotenuse နဲ့စားတာပေါ့နော် hypotenuse နဲ့စားမယ်ဆိုရင်ဒီနေရာမှာ opposite ကဘာဖြစ်မလဲဆိုတော့ height ဖြစ်ပြီးတော့မှ hypotenuse ကကြတော့ကျွန်တော်တို့ဒီအနားလေးဖြစ်ပါတယ်ပေါ့နော်ဒီအနားလေးကိုကျွန်တော်တို့ a လို့သဘောထားလိုက်မယ်ဆိုရင်ဒီနားမှာ a ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့height ကိုရှာမယ်ဆိုရင် a is equal to က h is equal to က a sin theta ဖြစ်မယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ height လေးရသွားပြီဆိုရင်ဆက်ပြီးတော့မှကျွန်တော်တို့ရှာရှိတဲ့ဟာက area of a parallelogram ပေါ့နော်ဆိုရင်တော့bh h နေရာမှာကဘာဖြစ်မလဲဆိုတော့ a sin theta ဆိုပြီးတော့မှ h နေရာမှာဒီလိုလေးရှာလို့ရပါတယ်နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်